နေဥပဒေသာခနဲ့သူများကိုလောက်ခဲ့ပြီးနာမည်ကောင်းယူပါသူတို့ဘာရဲ့အစွမ်းအစအသိလိမ္မာအတတ်ပညာနဲ့လောက်အားတွေကိုကိုကြွအတွက်အသုံးချတတ်ရမယ်အချိန်နဲ့ခေါ်အားချွေတာရရောက်မှဖြစ်သလိုနတ်ဖျားလိုမျိုးပုံတော်ကိုကြီးထွားနေသလားအောင်မရလောက်အောင်ပြီးမြောက်မှုနဲ့လင်းမြန်မှုအစွမ်းတွေရှိနေတယ်လို့ဖြစ်သွားပါလိမ့်မယ်နောက်ကွယ်မှာခေါ်အားပိဆက်ထားသူတွေကြတော့မိပြခံဖြစ်သွားပြီးနာမည်ယူနေတဲ့ကိုယ့်ကိုလူတွေဖွင့်မိနေလေကိုယ့်အတွက်သူများလုပ်ပေးလို့ရနေရင်ဘယ်တော့မှကိုယ်တိုင်မလုပ်ပါနဲ့ဩဇာအာဏာအရှိန်အဝါလောကကြီးမှာမတူညီတဲ့တောင်းနေတဲ့မှုခြားနာပုံစံတွေရှိတယ်အမဲလိုက်တက်ပြပြီးရုပ်ကံရှင်ဆန်တဲ့သူတွေကတစ်ဖက်အမဲလိုက်တက်ပြထားတဲ့အစီအနှစ်တွေကိုလက်ဝဲကံတစ်စိယူပြီးအမျက်ထုတ်နိုင်တဲ့သူတွေကတစ်ဖက်ကွဲပြားစွာရှင်ဆန်ကြပါတယ်ကိုယ်ကိုယ်ကြဇေလလအားထုတ်မှုမရှိပဲသူများရဲ့လောအားရလတ်ကိုအမြတ်ကြီးစားတာကအထင်ကြီးစရာမရှိတယ်လို့အင်မတန်ဆက်ဆွေရောချဖို့ကောင်းတယ်လို့ယူဆနိုင်တယ်မတူညီတဲ့ရည်တည်မှုရှုထောင့်တွေကနေကြီးလိုက်ရတော့မှန်ပါတယ်မမှားပါဘူးသို့တော့လောကကြီးရဲ့တရားမျှတမှုချိန်ကအခြေအနေထားသွားလာလို့ရဖို့အရာကွဲပြားတာလို့သူများတက်ပြတ်ထားတဲ့အမဲကောင်မှပုတ်ချေမျောပြီးကောင်းကင်ရံမှာဝဲပြန်နေတဲ့လေရကိုအပြည့်မြင်နေလို့မထူးပါဘူးဒါဟာသဘာဝမကျေနပ်လို့လည်းထူပြီးပြောနေသားမှာမဟုတ်ပါဘူးအကျိုးများခံစားခွင့်အတွက်တိုက်ယူရတဲ့ဒီလောကကြီးမှာကိုယ်အနေနဲ့လုံနိုင်တဲ့အရာဆိုလို့တစ်ခုပဲရှိပါတယ်လက်ဆောင်လားဝင်လားလက်ဆောင်ရင်လည်းကိုယ့်အမဲကိုသူများဆွဲမှာတဲ့ဝင်ပိုင်ရင်လည်းကိုယ့်အမဲကိုသူများမဲမှာမထူးပါဘူးကာကွယ်နိုင်အောင်ကြိုးစားခုခံနိုင်အောင်ကြိုးပြင်ဖို့ပဲရှိပါတယ်ကိုယ်တိုင်လုပ်စရာမလိုပဲသူများလုပ်ပေးလို့ရနေမှာတော့ဘာလို့ကိုယ်တိုင်လုပ်နေမှာလဲသက်သာရသက်သာကြောင်းလက်ရလို့မေးပါပီတာပေါရူပင်ကလမစ်လူမျိုးပကြီးဆရာဆိုရင်အရွယ်ရလာတော့အလာသမျှအလုပ်တွေကိုအလင်းမီမလုပ်ပေးနိုင်တော့ဘူးစနစ်တစ်ခုနဲ့ဘက်ဆိုအဆင်ပြေအောင်လုပ်ခဲ့တယ်အဲ့ဒါကပကြီးခမ်းမကြီးတစ်ခုထောင်းလက်ပြီးမတူညီတဲ့နယ်ပယ်ကဏ္ဍတွေမှာပုံဆွဲထူးချွန်တဲ့ပညာရှင်အသီးသီးကိုအလုပ်ခတ်တာဘောရဆွဲတော်တဲ့သူကတယောက်ချူမင်းပကြီးမှာပါဝင်ပါတဲ့သူကတယောက်နောက်ကပကြီးကရေးတဲ့နေရာမှာတော်တဲ့သူကတယောက်စသဖြင့်ပေါ့ခမ်းမကြီးတစ်လျှောက်ပကြီးဆရာဝန်ထမ်းတွေကိုဆိုင်ရာအလုပ်ကိုပြေးလိုက်ပြီးစက်ရုံကြီးတစ်ခုလိုခိုင်းတက်ခဲ့တာပါတကယ်လို့အရေးကြီးအဲ့တဲ့လာရင်သူ့ဝန်ထမ်းတွေကိုခဏတစ်ပြုတ်ရှောင်နေထားလိုက်ပြီးအဲ့ဒီပကြီးကဲမှာတည်းကပကြီးတွေတကားပြီးတကားသူ့ကိုယ်နဲ့ရေးဆွဲပြပကြီးကားတွေအများကြီးကိုတထိုင်တိုင်းရေးပြနေတော့လူထင်ကြီးခံရတယ်လို့ထူးကြောင်းတော်ကြောင်းချီးကျူးကြတယ်ဒီလိုညံပြည့်ခဲ့လို့လဲသူ့ရဲ့ဒုက္ခကရိုမန်ကိုပကြီးရေးတဲ့နေရာမှာဆရာကြားဆိုတဲ့သူအဖြစ်သမုတ်ဖြတ်ပြသေးတယ်အခြေအနေတွင်ပကြီးလက်ရတွေအများကြီးရေးနေခဲ့တာလို့တကယ်တော့သူများကိုခိုင်းတယ်လို့သူများလုပ်ပေးလို့ပြီးပြီးနိုင်တဲ့အရာကိုကိုယ်တိုင်လုပ်ကြရမလို့ရင်ခိုင်းလိုက်ပါပြီးရင်နာမည်တော့ယူဖို့ခိုင်းတဲ့တာကလည်းပညာတရားပဲခိုင်းတယ်လို့အလုပ်ပြီးမှပါမို့အဲ့ဒီအကျိုးရတဲ့တွေကိုခံစားပါစေရှိပါတယ်အလုပ်တိုင်းကိုကိုယ်တိုင်လုံးမအားရကျဉ်းနေမှားနေတယ်ကိုယ်တိုင်လုပ်ကြရမလို့ရင်သူများကိုခိုင်းပါသူများရဲ့ခေါ်အားကိုအသုံးချပြီးကိုကြိုးထုတ်တတ်တာပညာရှိခြင်းပါပဲ။တရားအလုံးကိုကိုယ်တိုင်လုပ်နေရင်ခေါ်အားပြောတာကြားတယ်အချိန်ကုန်လူတွေမှပါကိုယ်မှမရှိတဲ့လိုအပ်တဲ့အရေးချင်းနဲ့အဆန်းစားကိုသူများတွေကနှားယူပြီးအသုံးချပါမနိုင်ဝမထမ်းပါနဲ့ကိုထမ်းမဲ့သူရှာပြီးအလုပ်ပေးမြမှုအစီအနှစ်ကိုတော်အားကြီးခံစားပါဒီစဉ်ရကိုယ့်အတွက်သူများလုပ်ပြီးလို့ရနေကိုယ်တိုင်မလုပ်တဲ့သူတစ်ပါးရဲ့အစွမ်းစားကြောင့်ရလာတဲ့အကျိုးများကိုနာမည်ခံတတ်ပါစေလို့အဆိုပြုပါတယ်အဲ့လိုပဲနောက်ထပ်တစ်နည်းရှိသေးတယ်အဲ့ဒါကသူတစ်ပါးပေါ်ထုတ်ထားခဲ့တဲ့အသိပညာဘုဟုတ္တပညာရတဲ့အစီကနေအစီအနှစ်ထုတ်ခြင်းပါဒါကို Isaac Newton ကဘလူးပေါ်ရက်ချင်းလို့သင်ထားတယ်ဆိုလိုတာကရှေးဘဝတနည်းခေတ်ဟောင်းအသိပညာဘုဟုတ္တပညာရတွေကြောက်တာအနာဂတ်တိုးတက်မှုလမ်းစဉ်တွေပေါ်ထုတ်နေတာဖြစ်ပါတယ်ဘလူးကြီးကကိုယ်ထကြည့်ပြီးအရာအမောက်မြင်မှာတော့အဝေးကိုမြင်နေစွမ်းရှိပါတယ်ဘလူးကြီးရဲ့ပခုံးပေါ်တက်ပြီးရက်ကြီးတိုက်ရင်ဘလူးကြီးနီးလူမြင်နိုင်သိနိုင်ရောက်ကိုသင်စားထားတာပါသူများရဲ့အောင်မြင်မှုထောင်းတမှုအလင်းရောင်တဲ့ကိုကျိုးရှာတတ်မှုကိုဆိုလိုတာလည်းဖြစ်ပါခဲဆက်ဆက်ရှာဖွေတွေ့ရှိခဲ့ကြတဲ့ပညာရပ်တွေကိုယ်တနည်းအတွေ့ခေါ်တွေလက်ခဲ့ဆန်းစစ်မှုတွေရနေဆန်းသစ်ကပညာရှင်တွေကြောင့်သာနယူတန်အနေနဲ့ခင်မီစမ်းတဲ့သိပ္ပံပညာရပ်တွေကိုမျိုးစစ်ချထားနိုင်ခဲ့တာဖြစ်ပါတယ်ဘလူတာလိုစာပေကဝီကြီးရဲ့လက်ရာတွေနဲ့တခြားပညာရှင်အသီးသီးရဲ့ဇလန်းဇတ်ထုတ်ဇက်ကွက်ဇက်အိတ်ဇက်ကောင်တွေကိုအခြေခံပြီးရေးခဲ့လို့သာရှစ်စပီးယားရဲ့ပြဿနာတွေကလက်ပြခံရလောက်အောင်ကောင်းတာပါရှစ်စပီးယားရဲ့အတွေ့အကြုံနဲ့ရိုမာကိုဘလူးတတ်လို့ပုံပုံကြီးရဲ့ပြဿနာတွေချက်သာကောင်းနေမှာမဟုတ်ပါဘူး
ကဲဆက်ဆက်ပေါ်ထက်ခဲ့သမျှပြတ်သက်ဆရာရင်းချက်ဘလူတာကတာလောင်ထူးခဲလို့ရှစ်စပီးယားကလည်းဘလူတာရဲ့လက်ရာတွေကိုအတူကိုပိုင်ပြုခဲ့တာပါအဲ့လိုပဲဘလူတာအပါဝင်ပညာရှင်အသီးသီးတို့ရဲ့ပြဿနာကောင်းတွေရောင်များစွာကိုအစီအနှိမ့်ညှိထုတ်နိုင်လို့လဲရှစ်စပီးယားကသူများထက်ကာတဲ့ထူးတဲ့တော်တဲ့သူဖြစ်ခဲ့တာပါဒါရေးဆရာတွေကြတော့ကဲဆက်ဆက်ကပေါ်ထုတ်ခဲ့သမျှလူသားတွေရဲ့သဘာဝနိယာမနဲ့ရုပ်ခံရှင်သန်ရေးဆိုင်ရာဘဝနေနည်းမဟာဗျူဟာတွေကိုအစီအနှိမ့်ထုတ်ယူကြပြီးသမိုင်းပညာရှင်တွေကြကဲဆက်ဆက်ကဖြစ်ပျက်ခဲ့တဲ့လူသားတွေရဲ့အသုံးမချမှုဉာဏ်ဖြည့်ဆွေးရမှုမနက်ပြည်မှုတွေကနေအမှန်တရသိစုပေးရပါတယ်။ဒါပေမဲ့ပဲဖြစ်ဖြစ်အတိတ်ကလူတွေရဲ့ကောက်ကျစ်မှုတွေကိုအတူကိုပြီးကိုယ်လည်းကောက်ကျစ်နေတယ်လို့အရေးချင်းတွေကိုသူ့ပါပြီးထိုးချော်ပြောင်းလဲနိုင်ပါတယ်။ဘယ်သူမှကိုယ်ပိုင်မှာဟုတ်ပါလားလို့ဆော်ဆွဲလို့မရတယ်လို့ဘယ်သူမှလည်းကိုယ်ပိုင်ကိုယ်ဆိုင်မဖြစ်ပါဘူး။အားလုံးကတအုပ်ပေါ်တအုပ်ဘူးလူထိုးချနေကြတာပါပဲ။တဘောလုံးအပြင်းကြီးပြီးအမားတွေခံတရားပေးနေအောင်လုပ်လို့ရတယ်လို့အခြေကိုကံပြီးကိုယ်လန်းကိုရှောက်လို့လည်းဖြစ်ပါတယ်။အဲ့ဒီလိုမဟုတ်ပဲအတိတ်ကပေးတဲ့အစီအနှစ်ကိုရင်မှုပြီးဘဝကိုစားတဲ့တဘောတိုးတက်အောင်လုပ်ခွင့်လည်းရှိပါတယ်။လိုတာတဲ့မပိုတဲ့ပေါင်းမှားမှုမရှိနိုင်ပါဘူး။ဒါကြောင့်လည်းမိုက်တဲ့သူတွေကတော့ကိုယ်ပိုင်အတွေ့အကြုံကနေသင်ခန်းစာယူတတ်တယ်။ကိုယ်တွေကြတော့သူများအတွေ့အကြုံကနေသင်ခန်းစာယူပြီးကိုယ်ကျိုးဖြစ်စေတယ်လို့ဂွန်ဒိုအိုဘားမားကပြောခဲ့ပါတယ်